ဒီအဖက်ကလေဒီလားဒီလိုအချိန်လေးမှလေဒီလိုနေရာလေးမှရိုက်လိုက်လို့အိုးခွေးဦးနုဖာနာပဲဒါပေမဲ့ရုပ်ကတော့သဘာဝရုပ်ကတော့အပြင်မှာရှိတဲ့ရုပ်ပဲဒါပေမဲ့အဖကြောက်ခွေးဦးနုဖာပါလားအပြင်မှာတော့မဲတူးနာနော်ခါလည်းပြောပြတာငါပြောပြအောင်ဟိဒီလားငါဟိုနင်းပေါ့အတင်းတုံလို့ပိုးဤဆန်လေဒီလားဆိုတော့ပိုးဤဆန်ငါရဲ့အိုင်တော့ငါငငယ်ရဆိုလို့ရှိရင်ငါတို့ဒီမှာဘောက်ရှိရဒီလားဘောက်ကြီးဝယ်ဟာငါငငယ်ရဆိုလို့ရှိရင်ငါပိုးဤဆန်တချင်းလို့စိုးစနာထုံးတချင်းလို့ဟက်တာစောင်းအမီရအောင်နာပြန်ခဲ့ခင်စီစိုးစနာထုံးတချင်းပိုးဤဆန်ကြတော့ဟိုတချင်းကြီးကွာဗာလေတစင်းပင်မြင့်ပန်းလေးမကွယ်အဲ့တချင်းလေးပေါ့နော်နောက်ပြီးတော့ဟိုတချင်းကွာဟိုထီးလေးလွတ်ကြပါထီးလေးလွင့်ကြပါလေအဲ့တချင်းမိတော့မိတယ်ကွယ်ဒါပေမဲ့ငါ့အိုင်တော့ပြပါမနိဆန်နာလို့ခါတော့ငါရဲ့အိုင်တော့ငါဆိုရင်အဲ့တချင်းတွေကြီးဆိုတာပိုးကြီးဆန်နဲ့စိုးစနာထုံးမဲ့ငါဆိုလိုက်ဟေးအခုသူသမီးငါလေးတချင်းမပြောနဲ့ဘာဆိုမှန်းကိုမသိတာတချင်းမပြောနဲ့တီးလုံးတန်ကြတာနဲ့ငါပလစ်သွားကြော်ထုတ်လိုက်တာခေါင်းနေမူလို့ငါအာယုံကျော်သမားလေအာယုံကျော်သမားဆိုတီးလုံးတန်ကြတာနဲ့ငါတွန်းထုတ်လိုက်တာဘာဆိုမှန်းကိုငါမသိဘူးခေအဲ့ဒါကိုသူ့အမေကခုနကတော့အင်တာဗျူးမှာအရန်ကိုမကောင်းတော့ငါရဲ့အိုင်တော်ကသူ့သမီးလေးကိုအားပေးရပေါ့ကွယ်သူ့သမီးလေးတချင်းအရန်ကောင်းနေပေါ့နော်အရန်ကိုဖီးဝင်နေအရန်ပေါ့နော်ခံစားလို့ရတယ်ပေါ့ငါအားလေငါအားနဲ့အဲ့လိုမျိုးပြောတော့ငါအဲ့သူ့သမီးတချင်းကိုရှာပြီးငါနှိပ်ကြည့်လိုက်သေးတယ်မရဘူးလေတီးလုံးတန်ကြားရတယ်ငါအာယုံကျော်ကထအဲ့တော့ငါလိုဘဝတူလေးရှိလာလို့လေအတင်းတုတ်တာငါတို့ကပိတ်သက်မလားပိတ်သက်ဆိုတော့ကောင်းရင်လည်းကောင်းတယ်မကောင်းရင်လည်းမကောင်းပေါ့ဒါဝေးပန်းတာဆိုစနာထောင်းတော့ငါရဲ့အိုင်တော့သူ့သမီးတချင်းတော့ခံစားလို့ကိုမရဘူးနောက်ထပ်တချင်းလေးပြောင်းဆိုပါလို့နော်မအေးရဲ့ခြေပြားတွေခေါင်းပြားတွေမှုရအောင်လို့